မကောင်းတဲ့မိဘတွေနဲ့တွေ့ရင်ကိုယ့်ဘက်ကဘယ်လိုနေရမလဲတဲ့မကောင်းတဲ့မိဘတွေနဲ့တွေ့ရင်ကိုယ့်ဘက်ကကောင်းအောင်နေပေါ့သားသမီးတွေမှာ၃မျိုးရှိတယ်အတိဇာတသားသမီးအနုဇာတသားသမီးအဝဇာတသားသမီးဆိုပြီးသားသမီး၃မျိုးရှိတယ်နံပါတ်1ကအတိဇာတသားသမီးဆိုတာမိဘတွေထက်အတိညာအရာမှာတာလွန်တယ်အကျင့်တရားပိုင်းမှာလည်းတာလွန်တယ်အနုဇာတဆိုတာမိဘနဲ့ဒန်းတူညီမျှကိုကျင့်တရားရောအသိဉာဏ်ပိုင်းဆိုင်ရာရောတူမျှတဲ့သားသမီးမျိုးအဝဇာတသားသမီးကြတော့မိဘထက်နှိပ်ပြီးတော့ဘာမှသုံးစားလို့မရတဲ့သားသမီးမျိုးပေါ့နော်အဲ့တော့ကိုကဒီသားသမီး၃မျိုးထဲမှာဘယ်လိုသားသမီးမျိုးဖြစ်ချင်လဲပေါ့အတိဇာတသားသမီးမျိုးမဖြစ်ရင်တောင်မှအနုဇာတသားသမီးမိဘတွေနဲ့ညာရည်ညာတွေတူပြီးတော့အကျင့်တီလတူတဲ့သားသမီးမျိုးဆိုရင်ပိုလို့ကောင်းပါတယ်အဲ့တော့မိဘတွေမကောင်းလို့ကိုပါလိုက်ပြီးတော့မကောင်းတဲ့လူအဖြစ်ခံမလားအိမ်ခေါင်မိုးကမိုးယိုနေတယ်အိမ်တွင်းပြည်ဘောကတွေလည်းကြွက်ကြိုက်နေတယ်အောက်ကကျန်းနေတယ်ကျိုးပဲ့နေတယ်ဆိုရင်အဲ့ဒီအိမ်ကြီးကဘလို့ကောင်းတော့မှာတော့အဲကြောင့်မို့မိဘတွေမကောင်းရင်လည်းပဲကိုယ့်ဘက်ကကောင်းအောင်နေပြဖို့လိုပါတယ်တခါတလေမိဘတွေမကောင်းလို့ကိုယ့်ဘက်ကပြန်ပြောတာတို့ပြန်អော်တာတို့ဆိုရင်ငရဲကြီးပါတယ်ငရဲကြီးတယ်ဆိုတာတဲ့အပြစ်ကြီးတယ်ပေါ့နော်ဘာဖြစ်လို့အပြစ်ကြီးတာလဲလို့ဆိုရင်မိဘတွေမှာမြင့်မို့တောင်လောက်ရှိတဲ့ကျေးဇူးတရားတွေကိုပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်ဒီကျေးဇူးတရားတွေများပြားလွန်းတဲ့မိဘတွေကိုပြန်អော်တာတို့ပြန်ဆဲတာတို့ဆိုရင်နိုင်ရန်ကိုခေါင်းနဲ့ပြစ်တိုက်တဲ့လူတို့ပဲနိုင်ရန်ကဘာမှမဖြစ်ဘူးကိုယ်ခေါင်းပဲကွဲသွားလိမ့်မယ်ဒီဥပမာလိုပဲပေါ့နော်ဒါဆိုရင်မိဘတွေကိုဘာမှပြန်မပြောရတော့ဘူးလားဘာမှပြန်မတုတ်ပြန်ရတော့ဘူးလားလို့မေးစရာရှိတာပေါ့မိဘတွေကိုပြောရမယ်တုတ်ပြန်ရမယ်သို့တော်လည်းအချက်၃ချက်ရှိတယ်နံပါတ်1ကိုယ့်ရဲ့မနောကအနေနဲ့မိဘတွေကိုကောင်းစေခြင်းနဲ့စေတနာမျိုးထားရမယ်နောက်နံပါတ်2ကဝစီကံမိဘတွေကိုပြောတဲ့ဆိုတဲ့အခါမှာနုညံ့သိမ်မွေ့သောစကားတွေနဲ့ပြောရမယ်နောက်နံပါတ်3ကကိုယ့်ရဲ့ကာယကံမှုမိဘတွေကိုပြောခြင်းဆိုခြင်းတဲ့အခါမှာလက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ပြောမှလားဒီလိုမပြောရပါဘူးလက်အုပ်လေးချီလို့ပြောရင်ကြည်ကြည်တိမ်တိမ်မွေ့မွေ့အမူအရာလေးတွေနဲ့ပြောမယ်ဆိုရင်မိဘတွေဘက်ကလည်းလက်ခံလာနိုင်ပါတယ်မကောင်းတဲ့မိဘတွေနဲ့တွေ့မယ်ဆိုရင်ကိုယ့်ဘက်ကကောင်းအောင်နေပြဖို့လိုပါတယ်မိဘတွေထက်ကောင်းတဲ့သားသမီးမျိုးတွေလည်းပဲရှိပါတယ်ဗာရာဏသီပြည်ဗျမရမင်းကြီးမင်းပြုစဉ်အချိန်တုန်းကကာတီတိုင်းမှာပုံနာငယ်လေးတယောက်ရှိတယ်သူ့နာမည်ကသောမာဒတ္တလို့ခေါ်ပါတယ်သောမာဒတ္တကိုဖခင်ကြီးကငယ်ငယ်ကလေးကနွားတရှင်းနဲ့လေယာကန်းကျွန်းအလုပ်တွေလုပ်ပြီးတော့ပညာတတ်အောင်သင်ပေးခဲ့တယ်သောမာဒတ္တလေး